Israel ကအီရန်ပေါ်ကြိုတင်ကာကွယ်သည့်အနေဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ယခုလေးတင်ရရှိသောသတင်းများအရစစ်မှတ်ဖြစ်ပွားတော်မူအခြေအနေကိုစောင့်ကြည့်နေရစဉ်အတွင်းမှာပင် Israel သည်အီရန်နိုင်ငံပေါ်တိုက်ခိုက်မှုတစ်ခုစတင်လိုက်ပြီးဖြစ်ပါတယ်။ကနဦးသတင်းများအရဒုံးကျည်အများများသည့်ဂျမ်မူရီလမ်းမကြီးသို့ကြားရောက်ထိမှန်ခဲ့ကြောင်းသိရပါတယ်။ Israel ကာကွယ်ရေးဝန်ကြီး Katz ကမိမိတို့နိုင်ငံသည်အီရန်အပေါ်ကြိုတင်ကာကွယ်သည့်တိုက်ခိုက်မှုကိုစတင်လိုက်ပြီးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တချိန်တည်းမှာပင် Israel နိုင်ငံတွင်အချက်ပေးဥယော်တန်များထွက်ပေါ်နေပြီး Israel စစ်တပ်၏ပြည်တွင်းကာကွယ်ရေးဌာနကအရက်သားများအနေဖြင့်ဘုံခိုခြင်းများအနည်းတွင်နေထိုင်ကြရန်တတိပေးထားပါတယ်။ Israel စစ်တပ်ကပြောကြားရာတွင်ယခုကဲ့သို့ကြိုတင်တတိပေးချက်ထုတ်ပြန်ခြင်းမှာမိမိတို့ပိုင်တဲ့အတွင်းသို့ဒုံးကျည်များဖြင့်ပြန်လည်ပစ်ခတ်လာနိုင်သည့်အခြေအနေအတွက်ပြည်သူများအားပြင်ဆင်ထားစေရန်ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုပါ၏။သတင်းထောက်၏သုံးသပ်ချက်WCU မှသတင်းထောက်ကဖြစ်စဉ်နဲ့သက်သက်၍ဖုံးဖြင့်ဆက်သွယ်ပြောကြားရာတွင်မလွဲမသွေဖြစ်လာမည့်အခြေအနေယခုတိုက်ခိုက်မှုမှာမျှော်လင့်ထားပြီးသားဖြစ်ကမလွဲမသွေဖြစ်လာမည့်ကိစ္စဟုဆိုနိုင်ပါ၏။အမေရိကန်ကတိုက်ခိုက်မလားသို့မဟုတ် Israel ကတိုက်ခိုက်မလားဟုစောင့်ကြည့်နေခဲ့ကြရာယခုအခါ Israel ကစတင်လိုက်ပြီးဖြစ်ပါ၏။အမေရိကန်၏အခမ်းကဏ္ဍယခုလောက်ရက်ကိုအမေရိကန်၏တရှိသဘောတူညီမှုဖြင့်ပူးပေါင်းလှုပ်ဆောင်ခြင်းဖြစ်နိုင်ခြေအလွန်များပါ၏။ဆွေးနွေးမှုများအဆင်မပြေမှုအီရန်နှင့်ဆွေးနွေးမှုများမှာတိုးတက်မှုအလွန်နည်းပါးနေပြီး Israel ဘက်ကစိတ်မရှိနိုင်တော့သည့်အခြေအနေဖြစ်နေပါတယ်။သမ္မတ Trump ကလည်းဆွေးနွေးမှုများအပေါ်အားမလို့အားရဖြစ်ကြောင်းအရေးအယောင်များပြသခဲ့ပူပါတယ်။ဗီယက်နာတွင်နီးပညာပိုင်းဆိုင်ရာဆွေးနွေးမှုများထပ်မံလှုပ်ဆောင်ရန်ရှိနေတော့လေ Israel ကစောင့်မနေတော့ပဲကြိုတင်တိုက်ခတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ပြစ်မှတ်ထားသည့်နေရာများလက်ရှိတွင်တီဟီရန်မြို့တို့အတွင်းရှိပြစ်မှတ်အချို့အပါအဝင်အီရန်နိုင်ငံတွင်ရှိနေရအတော်များများတိုက်ခိုက်ခံနေရပါတယ်။စောင့်ကြည့်ရမည့်အချက်များယခုတိုက်ခိုက်မှုသည်တတိပေးပြစ်ခတ်သက်လားသို့မဟုတ်အကြီးမားစစ်ခု၏အစာပြိုးမှုလားဆိုသည်မှာအောက်ပါအချက်နှစ်ချက်ပေါ်မှာမူတည်နေပါတယ်။အီရန်ဘက်ကမြေတိအချိန်တွင်မြင့်မပြင်းထန်စွာplanလဲလက်စားချမိနဲ့အမေရိကန်အနေဖြင့် Israel နှင့်အတူပူးပေါင်းပြီးအီရန်ပေါ်ထပ်မံတိုက်ခိုက်မှုများပြုလုပ်မည်လား။ Israel နဲ့ရတွင်ရှိပြည်သူများကိုတော့အလွန်ကယူတဆိုင်ရှိရာနှင့်ဘုံခိုခြင်းများအနည်းတွင်နေထိုင်ကြရန်ညွှန်ကြားထားပြီးဖြစ်ပါ၏။လူတိုင်းဒီနောက်ထပ်ဘာဖြစ်လာမည်နည်းဆိုသည်ကိုအထူးသတိနဲ့စောင့်ကြည့်နေကြပါ၏